မင်္ဂလာပါခင်ဗျာ3နှစ်စီးပွားရေးချန်ပီယံစီစဉ်ကြိုးဆိုပါရစေကျွန်တော်နာမည်မာတင်ပါအဲ့တော့ဒီ3နှစ်ဆိုတဲ့အချိန်လေးအတွင်းမှာကိုယ့်ရဲ့ကုန်ပစ္စည်းတစ်ခုဝန်ဆောင်မှုတစ်ခုကိုဈေးနှုန်းသတ်မှတ်တဲ့နေရာမှာအထောက်အကူပြုစေမဲ့နီလန်လေး6ခုကိုကျွန်တော်တင်ပြလိုက်ရပါတယ်ကျွန်တော်ကုန်ပစ္စည်းတစ်ခုကိုဈေးနှုန်းသတ်မှတ်တယ်ဆိုတာအင်မတန်မှအရေးကြီးပါတယ်နဲသွားလို့ရှိရင်လည်းမကောင်းပါဘူးများသွားလို့ရှိရင်လည်းမကောင်းပါဘူးနဲသွားလို့ရှိရင်ကိုယ့်ရဲ့ရတဲ့ရထိုက်တဲ့အဖိုးအခကျင်းငွေကိုကျွန်တော်တို့ဆုံးရှုံးမှဖြစ်ပြီးတော့မှများသွားပြန်လို့ရှိရင်လည်းဈေးကွက်ရဲ့တုံ့ပြန်မှုကိုခံရမှာဖြစ်ပါတယ်ဘယ်သူမှဝယ်မှာမဟုတ်တော့ပါဘူးเนาะဒါကြောင့်မို့ကျွန်တော်တို့ဈေးနှုန်းတစ်ခုသတ်မှတ်တယ်ဆိုတာများလဲမများနဲလဲမနဲရအောင်မျှတမှန်ကန်အောင်ဈေးနှုန်းသတ်မှတ်နိုင်ဖို့ဆိုတာအင်မတန်မှအရေးကြီးပါတယ်ဒီလိုမျှတမှန်ကန်အောင်ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာစဉ်းစားတဲ့နေရာမှာကျွန်တော်တို့အထောက်အကူပြုစေမယ်နီလန်လေး6ခုကိုကျွန်တော်3မိနစ်အတွင်းလိုတိုရှင်းတင်ပြလိုက်ရပါတယ်နံပါတ်1ကုန်ကျစရိတ်ကိုအခြေပြုစဉ်းစားဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ကုန်ကျစရိတ်ကိုအခြေပြုပြီးတော့မှစဉ်းစားတယ်ဆိုတာကကိုယ့်ရဲ့ကုန်ကျစရိတ်ဘယ်လောက်ရှိတယ်လဲဟလာဒီထုတ်ကုန်လေးတစ်ခုထုတ်လုပ်တယ်ဒီဝန်ဆောင်မှုလေးတစ်ခုကိုပေးတယ်ကုန်ကျစရိတ်ဘယ်လောက်ရှိတယ်လဲအဲ့ဒီကုန်ကျစရိတ်ပေါ်မှာကျွန်တော်ရဲ့အမျက်ကိုတင်းပြီးတော့မှကျွန်တော်ရောင်းချဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်ဆိုကြပါစို့ကိုယ့်ရဲ့ထုတ်ကုန်တစ်ခုကဟလာ100ကျပ်ကျတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အချိန်လှုပ်အားကအတွက်20ကျပ်အမျက်တင်ပြီးတော့မှ120နဲ့ရောင်းမကွာဆိုပြီးတော့မှကျွန်တော်တို့ကုန်ကျစရိတ်ကိုအခြေပြုပြီးတော့မှစဉ်းစားပြီးတော့မှဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်ဒါဒီနီလန်တစ်ခုဖြစ်ပါတယ်ကုန်ထုတ်လုပ်လူတော်များများစဉ်းစားလေးရှိကြတဲ့နီလန်ပဲဖြစ်ပါတယ်နံပါတ်2ဒုတိယနီလန်ကတော့နိုင်ရှင်ဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်နိုင်ရှင်ဈေးနှုန်းဆိုတာကိုလိုထုတ်ကုန်မျိုးဒီလိုထုတ်ကုန်မျိုးဒီလိုဝန်ဆောင်မှုမျိုးကိုဈေးကွက်ထဲမှာဟလာသူများတွေပေါ့ဗျာဘယ်လိုရောင်းကြတယ်ဘယ်လောက်ဈေးနဲ့ရောင်းကြတယ်ဆိုတော့မိကုန်မယ်ဖြစ်ပါတယ်အဲ့တော့ကုန်ကျစရိတ်ပေါ်မှာဒါတွေအခြေမခံပါဘူးကိုယ့်ရဲ့ထုတ်ကုန်မျိုးကိုယ့်ရဲ့ဝန်ဆောင်မှုမျိုးသူများတွေဈေးကွက်ထဲမှာဘယ်လောက်တန်ဖိုးနဲ့ရောင်းကြတယ်လဲဘယ်လောက်ဈေးနှုန်းနဲ့ရောင်းကြတယ်လဲဆိုတဲ့မိကုန်းကိုကျွန်တော်တို့ကအဓိကထားပြီးတော့မှမေးလို့ရှိပါတယ်ဥပမာဆိုကြပါစို့ဗျာကျွန်တော်ကဟလာမြေကွက်တစ်ခုကိုဈေးနှုန်းသတ်မှတ်ချင်တယ်ပေါ့ဗျာကိုယ့်ရဲ့မြေကွက်ပေါ့အဲ့တော့ကိုယ့်ရဲ့မြေကွက်ဒီတိတ်ဆောင်နဲ့ဝယ်ခြင်းဝယ်ထားမယ်တိတ်900နဲ့ဝယ်ခြင်းဝယ်ထားမယ်ကုန်ကျစရိတ်ကအရေးမကြီးပါဘူးဒါပေမဲ့ကိုယ့်ရဲ့မြေကွက်လိုဒီလိုမြေကွက်မျိုးကိုယ်လမ်းထဲမှာဟလာဟိုဘက်ကတော့ဖြင့်ညာဘက်ကအကွက်ကတော့ဖြင့်ပြီးခဲ့တဲ့2ရက်ကပဲတိတ်2000နဲ့ရောင်းထွက်သွားတယ်ဆိုလို့ရှိရင်သိကြပါတယ်ကျွန်တော်မြေကွက်ကိုကျွန်တော်ကသူများရောင်းတဲ့ဈေးနှုန်းအတိုင်းကျွန်တော်ဈေးနှုန်းသတ်မှတ်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ကုန်ကျစရိတ်တိတ်1000နဲ့ပဲဝယ်တိတ်900နဲ့ပဲဝယ်ထားတေချာတစ်ခုကဈေးကွက်ထဲမှာတန်ရာတန်ကြီးဈေးသူများတွေဘယ်လောက်ဈေးနှုန်းသတ်မှတ်တယ်လဲဆိုတဲ့အချက်ပေါ်မှာကျွန်တော်အခြေခံပြီးတော့မှစဉ်းစားပြီးတော့မှကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့ဝန်ဆောင်မှုတစ်ခုကိုကျွန်တော်ကဈေးနှုန်းသတ်မှတ်ခြင်းနီလန်ကိုနိုင်ရှင်ဈေးနှုန်းသတ်မှတ်ခြင်းနီလန်လို့ကျွန်တော်တို့ခေါ်ပါတယ်နံပါတ်3နီလန်ကတော့အနာဂတ်ဝင်ငွေအခြေပြုဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်အနာဂတ်ဝင်ငွေဆိုတာအနာဂတ်မှာဝင်လာမဲ့ဝင်ငွေတွေရဲ့အနည်းအများပေါ်မှာအခြေခံပြီးတော့မှကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့ဝန်ဆောင်မှုကိုဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်များသောအားဖြင့်ကျွန်တော်စီးပွားရေးလုပ်ငန်းတစ်ခုကိုတန်ဖိုးသတ်မှတ်တဲ့နေရာမှာအသုံးချလေးရှိပါတယ်ဆိုကြပါစို့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကဆိုင်လေးတစ်ဆိုင်ပေါ့ဗျာတိတ်100နဲ့မတီရင်းနှီးပြီးတော့မှတီထောင်ထားသည့်တိုင်အောင်တလားကိုကျွန်တော်ကတိတ်30တန်ဒီတိတ်50တန်ဒီရောင်းချေရနေတယ်ဆိုလို့ရှိရင်သိကြပါတယ်ကျွန်တော်တိတ်100နဲ့မရောင်းတော့ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်အနာဂတ်မှာဝင်လာမဲ့ဝင်ငွေတွေကိုကျွန်တော်ကထည့်သွင်းစဉ်းစားပြီးတော့မှကျွန်တော်ရဲ့တန်ဖိုးကျွန်တော်ရဲ့ကုန်ပစ္စည်းဝန်ဆောင်မှုဆိုင်တစ်ဆိုင်ဒီဟာကိုတန်ဖိုးတတ်မှတ်မှာဖြစ်ပါတယ်တချို့ကလည်းကျွန်တော်တို့အနာဂတ်မှာဝင်လာတဲ့ဝင်ငွေကိုဒီတိုင်းမပေါင်းထည့်ပဲနဲ့ကျွန်တော် discounted value ပေါ့ဗျာရာခိုင်နှုန်းတစ်ခုနဲ့ discount ချပြီးတော့မှကျွန်တော်တန်ဖိုးတတ်မှတ်လေးရှိကြပါတယ်ဒါကိုကျွန်တော်တို့က DCF လို့ကျွန်တော်တို့ခေါ်ပါတယ် discounted cash flow နီလန်လို့ကျွန်တော်တို့ကခေါ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါအနာဂတ်ဝင်ငွေအနည်းအများပေါ်မှာအခြေခံပြီးတော့မှဈေးနှုန်းသတ်မှတ်တဲ့နီလန်ပဲဖြစ်ပါတယ်နံပါတ်4နီလန်ကတော့ကျွန်တော်တန်ဖိုးအခြေပြုဈေးနှုန်းသတ်မှတ်ခြင်းနီလန်ပဲဖြစ်ပါတယ်အဲ့တော့တန်ဖိုးအခြေပြုဆိုတာကျွန်တော်ဈေးကွက်ကနေပြီးတော့မှတန်ဖိုးထားတဲ့တန်ဖိုးဂုံတက်တိတစ်ခုမဟုတ်တစ်ခုကိုကျွန်တော်အခြေခံပြီးတော့မှဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်ဆိုကြပါစို့ဗျာဥပမာပေါ့နော်ကျွန်တော်မှာအိမ်တစ်လုံးရှိတယ်အဲ့ဒီအိမ်လေးဒီဟလာကျွန်တော်ဈေးနှုန်းသတ်မှတ်ခြင်းနဲ့ဘယ်လောက်နဲ့ရောင်းအောင်မလဲပေါ့ဗျာတိုးပေမဲ့လည်းပဲဒီအိမ်ဒီဟလာဈေးလည်းနီးတယ်အကြောင်းကလည်း9မိနစ်กว่าမှာပဲရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဟလာဆေးရုံဆေးကန်းကလည်း9မိနစ်ပတ်ဝန်းကျင်မှာပဲရှိတယ်အိမ်ရှိမှာလည်း shopping mall ရှိနေတယ်ဒါဆိုလို့ရှိရင်တော့ဒီကုန်တက်တိကြီးကျွန်တော်တို့ဒီကုန်တက်တိကိုအခြေခံပြီးတော့မှဈေးနှုန်းသတ်မှတ်မှာဖြစ်ပါတယ်တေချာပါတခုကကျွန်တော်ရဲ့တိုက်ကြီးဟလာတိတ်900ပဲတန်တန်မယ်တခြားနေရာမှာဒီလောက်အခြေဒီလောက် site ဒီလောက်နှစ်ထပ်ပဲတိတ်900ပဲတန်တန်မယ်တိတ်900ပဲတန်တန်မယ်တေချာတခုကသူများနဲ့နိုင်ရှင်လို့မရတော့ပါဘူးဒီအိမ်လေးကိုစောက်ဖို့အတွက်ကျွန်တော်တိတ်900ပဲကုန်ကြရင်ကုန်ကြမယ်ကိုယ့်ရဲ့ကုန်ကြစိတ်ကိုလည်းကျွန်တော်ထည့်သွင်းစဉ်းစားလို့မရတော့ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဟလာတန်ဖိုးဆိုတဲ့ဂုံတက်တိတစ်ခုကြောင့်မလို့ကျွန်တော်ဒီအဲ့ဒီတန်ဖိုးကိုအခြေခံပြီးတော့မှဈေးနှုန်းသတ်မှတ်မှာဖြစ်ပါတယ်နောက်ထပ်ဂုံတက်တိဥပမာတစ်ခုကမိုက်ကယ်ဂျက်ဆင်ရဲ့လက်အိတ်ဆိုကြပါစို့ပေါ့ဗျာလက်အိတ်ဒီ
ကုန်ကြစိတ်အားဖြင့်ဟလာတိန်း90ပဲတိုင်တန်မယ်တိန်း100ပဲတိုင်တန်မယ်ဒါမှမဟုတ်တိန်းပဲတိုင်တန်မယ်ဗျာဒါပေမဲ့တေချာတစ်ခုက Michael Jackson ရဲ့လက်အိတ်ဆိုတဲ့အနေအထားမျိုးမှာဒါဒီဂုံတက်တိတစ်ခုဖြစ်သွားပါပြီကုန်ကြစိတ်တစ်ခုပေါ်မှာအခြေခံပြီးဈေးလုံးတက်မှတ်လို့မရတယ်လို့ဟလာသူများတွေဘယ်လိုဒီလိုလက်အိတ်မျိုးသူများတွေဘယ်လိုရောင်းကြတယ်လဲဘယ်လောက်ရောင်းကြတယ်လဲဆိုတော့နိုင်ရှင်ဈေးလုံးတွေလည်းကျွန်တော်အခြေခံလို့မရတော့ပါဘူးဒါဒီဂုံတက်တိကိုအခြေခံပြီးတော့မှစဉ်းစားတဲ့တွေးခေါ်တဲ့ဈေးလုံးတက်မှတ်ခြင်းနီးလမ်းပဲဖြစ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းမှာဆိုလို့ရှိရင်ဒီဂုံတက်တိအခြေခံဈေးလုံးကိုအသုံးပြုကြပါတယ်ဆိုကြပါစို့ကျွန်တော်တို့ဒုပွန်ကုမ္ပဏီကနေပြီးတော့မှာပေါ့ဗျာကျွန်တော်တို့စက်ရုံတွေမှာဓာတုဗေဒဆေးရည်တွေကိုတည်ယူပို့ဆောင်လို့တဲ့ပိုက်တွေကအင်မတန်မှအရေးကြီးပါတယ်ဒီပိုက်တွေဒီခဏလေးနဲ့တစ်နှစ်အတွင်းမှာဆွေးမြေ့သွားပြီးတော့မှတစ်နှစ်အနည်းဆုံးတစ်နှစ်တစ်ခါမှလဲရတယ်ပေါ့ဗျာလဲတဲ့ဆိုတဲ့အနေထားမှာစက်ရုံတစ်ရုံလုံးတစ်နှစ်မှာအနည်းဆုံးတစ်ရက်လောက်ကတော့ကျွန်တော်တို့ပိတ်ပြီးတော့မှဒီပိုက်တွေကိုလဲရတယ်အဲ့လိုပိတ်တဲ့အနေထားမျိုးမှာကုန်ကျစရိတ်တွေရှိတယ်ဒေါ်လာ1000ဖြစ်1000 2000ဖြစ်1000ကျွန်တော်တို့ကုန်ကျစရိတ်နှစ်နာသွားတယ်အဲ့တော့ဒီပိုက်လဲတဲ့အခချင်းငွေရလဲကုန်လေးတယ်ဆိုတဲ့အနေထားမျိုးမှာဒုပွန်ကထုတ်တဲ့ဒီပိုက်ဟာဆိုလို့ရှိရင်ဖြင့်ဟလာတစ်နှစ်တစ်ခါလဲစရာမလိုပါဘူးအင်မတန်မှခိုင်ခန့်ခြင်းဆိုတဲ့ဂုံတက်တိကိုပိုင်ဆိုင်ပြီးတော့မှ3နှစ်မှတစ်ခါပဲလဲဖို့လိုပါတယ်အဲ့တော့ကြောင့်မို့လို့သူကဈေးကွက်ထဲဝင်ရောက်တယ်ဆိုတဲ့အနေအထားမျိုးမှာဒီဂုံတက်တိကိုထူးထူးခြားခြားတင်ပြပြီးတော့မှဝင်ရောက်လာပါတယ်တစ်နှစ်တစ်ခါလဲလို့ရှိရင်ခင်ဗျားတို့ဒေါ်လာ1000ကုန်မယ်3နှစ်လဲရမယ်ဆိုလို့ရှိရင်တစ်နှစ်ကိုကျွန်တော်တို့1000နဲ့အနည်းဆုံးဒေါ်လာ3000လောက်ကုန်ကျစရိတ်ရှိမယ်ပြီးတော့ပိုက်ဖို့ကလည်းကုန်ကြအောင်မယ်ဒီလိုကုန်ကျစရိတ်တွေကိုခင်ဗျားတို့ခံမလားဒါမှမဟုတ်ကျွန်တော်ပိုက်ကိုသုံးဆွဲခြင်းအပြင်3နှစ်စာနဲ့ညီမျှတဲ့ကုန်ကျစရိတ်တွေလုံးဝမရှိစေရဘူးအများကြီးတက်တာဝါစေတယ်ဆိုတဲ့ဂုံတက်တိနဲ့ကျွန်တော်ဝင်ရောက်လာတယ်ဒီပိုက်ဒီတေချာတစ်ခုကတခြားပိုက်တက်စာလို့ရှိရင်တော့ဈေးနှုန်းကအနည်းငယ်မြင့်ကောင်းမြင့်ပါလိမ့်မယ်တေချာတစ်ခုကကျွန်တော်ဂုံတက်တိအပေါ်မှာအခြေခံထားတဲ့မိတိဂုံပစ္စည်းရဲ့ဈေးနှုန်းမဆိုဈေးကွက်ထဲမှာရှိတဲ့တခြားဂုံပစ္စည်းဒန်းတူဂုံပစ္စည်းတွေရဲ့ဈေးနှုန်းထက်ပိုးပြီးတော့မှဈေးကွက်ကပေးပြီးဝန်တရားကိုကျွန်တော်ပို့ပြီးတော့မှဈေးနှုန်းပေးပါတယ်။ဒါဒီထူးခြားချက်တစ်ခုပါ။ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုယ့်ရဲ့ကုန်ပစ္စည်းကိုဈေးနှုန်းသတ်မှတ်တဲ့နေရာမှာတန်ဖိုးအခြေပြုဈေးနှုန်းသတ်မှတ်ခြင်းဆိုတာအင်မတန်မှအရေးကြီးပါတယ်။တန်ဖိုးအပြင်ဘယ်လိုတန်ဖိုးကုန်တက်တိမျိုးကိုကိုယ့်ရဲ့ဈေးကွက်ကိုပေးမလဲဆိုတဲ့ဟာလေးကိုကျွန်တော်စဉ်းစားဖို့လိုပါတယ်။ဥပမာအဖြစ်ကျွန်တော်တို့လမ်းထဲမှာကျွန်တော်ရေတစ်ခွက်ကိုတောက်မယ်ဆိုလို့ရှိရင်အလကားတောက်လို့ရနိုင်ပါတယ်။အလကားတောက်လို့ရတဲ့ရေတစ်ခွက်ကိုဘာဖြစ်လို့ကျွန်တော်တို့ကရေတန့်တပူကို100ကျပ်200ကျပ်300ကျပ်ပေးပြီးတော့မှတောက်ကြတာလေတေချာတကူကတန်ဖိုးတစ်ခုရှိနေလို့ပဲဖြစ်ပါတယ်ကျွန်တော်ရက်ကွက်ထဲမှာ CD တစ်ချက်ကို1000မို့ CD 3ချက်ဝဲပြီးတော့မှကြည့်လို့ရတယ်ဆိုပေမဲ့ရုပ်ရှင်ရုံမှာတွားပြီးတော့မှ3000 4000 5000 1000ချက်ပေးပြီးတော့မှကြည့်တာဒီတေချာတစ်ခုကတန်ဖိုးဂုံတက်တိတစ်ခုကိုပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ကုန်ပစ္စည်းဝန်ဆောင်မှုရဲ့တန်ဖိုးဈေးနှုန်းသတ်မှတ်တဲ့နေရာမှာဘယ်လိုဂုံတက်တိမျိုးကိုအခြေခံပြီးတော့မှကျွန်တော်ဈေးနှုန်းသတ်မှတ်မလဲဆိုတာအင်မတန်မှအရေးကြီးပါတယ်ကဲဒါတော့နံပါတ်4နီလန်းမှာနံပါတ်5ကတော့ကျွန်တော်တို့ခင်မင်းရင်းနှီးမှုအခြေပြုဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်ဆိုကြပါစို့ကိုကနေပြီးတော့မှဟလာဆိုင်ရဲ့တစ်ထင်းနဲ့တည်တယ်မန်နေဂျာနဲ့တည်တယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကရှော့ခိုင်းတယ်ပေါ့ဗျာတယ်လီဖုန်းဝယ်တယ်ဖုန်းဆိုင်ကိုကျွန်တော်တို့တွားတယ်ပိုင်ရှင်ကဘယ်လောက်လဲဟာလုတ်ပေါအောင်ရှော့ပေါအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟလာရိုးရိုးဝယ်လို့ရှိရင်တော့ဈေးနှုန်းကတစ်မျိုးပိုင်ရှင်ကိုတည်တယ်ဆိုလို့ရှိရင်10% discount ချပေးတယ်ပေါ့ဗျာမန်နေဂျာဆိုလဲမန်နေဂျာပေါ့ဗျာအဲ့တော့ချပေးတော့ဒါဒီဈေးနှုန်းတစ်မျိုးပေါ့နော်အဲ့တော့ခင်မင်းရင်းနှီးမှုကိုအခြေပြုတော့မှဈေးနှုန်းသတ်မှတ်တာနီလန်းနံပါတ်5နီလန်းဖြစ်ပြီးတော့မှနောက်ဆုံးနံပါတ်6ကတော့ကျွန်တော်တို့ပေါင်းဆက်ဝယ်ယူခြင်းအခြေပြုဈေးနှုန်းသတ်မှတ်ခြင်းပဲဖြစ်ပါတယ်ဆိုကြပါစို့ဒီပစ္စည်းတစ်ခုကတစ်ခုကို30ကျတယ်10သိန်းကျတယ်နှစ်ခုကိုဝယ်မယ်ဆိုလို့ရှိရင်တော့15သိန်းပဲကျွန်တော်ပေးဗျာ3ခုဆိုလို့ရှိရင်တော့သိန်း30မကျတော့ဘူးကျွန်တော်5သိန်းချော့ပေးမယ်35သိန်းပဲပေးဗျာအစရှိသဖြင့်တစ်ခုဝယ်မယ်ဆိုရင်ဒီဈေးနှစ်ခုဝယ်မယ်ဆိုလို့ရှိရင်တော့ဒီဈေးဆိုပြီးတော့မှကျွန်တော်ပေါင်းဆက်ဝယ်ယူခြင်းဘန်ဒါလုပ်ခြင်းပေါ့ဗျာဒီလိုပေါင်းဆက်ဝယ်ယူလိုက်မယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းတစ်ခုဆိုပြီးတော့မှဒီလိုဈေးနှုန်းသတ်မှတ်လေးရှိကြပါတယ်โอเคပါဒါကတော့ကျွန်တော်တို့ဈေးနှုန်းသတ်မှတ်ခြင်းဆိုင်ရာနီလန်6ခုပဲဖြစ်ပါတယ်စဉ်းစားပါတခုရလိမ့်မယ်လို့လည်းထင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကုန်ပစ္စည်းဝန်ဆောင်မှုကိုအကောင်းဆုံးဈေးနှုန်းသတ်မှတ်နိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်